ကျွန်တော်နိုင်ငံခြားမှာကျောင်းသွားတက်ချင်လို့လာဆောင်စမ်းတာပါ ရပါတယ်ဗျနိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုရင်တော့ရှင်းပြနေနှစ်နည်းရှိပါတယ်ဗျနံပါတ်1ကမိန်းမတစ်ယောက်ကသူ့ယောက်ျားတစ်ယောက်ကိုနားဝင်လာအောင်ရှင်းပြနည်းမျိုးပါ အလုံးကြီးနဲ့ဗျကျွန်တော်ရှင်းပြမယ်အဲ့ဒီနီးတော့မကြိုက်ဘူးဗျနောက်တနည်းတော့ ဒီလေးကဘယ်နိုင်ငံကိုသွားတက်ချင်တာ အကိုတို့ education value က US school တွေပို့တာမဟုတ်ဘူးလား ဒီမှာတွေ့လား Global Education Consultancy Global ဖြစ်တဲ့အတွက် UK, Canada, Ireland, New Zealand, Spain, Netherlands, ပြင်သစ်, Switzerland, India, Thai, Malaysia စတဲ့နိုင်ငံပေါင်းစုံမှာကျောင်းတက်နိုင်အောင်ကျွန်တော်ဆောင်ရွက်ပေးပါမယ်။ India တို့ Thai တို့ Malaysia တို့မှာတက်ချင်တယ်ဆိုတော့ကျွန်တော်ရှင်းပြပေးပါ တခြားနိုင်ငံတွေတက်ချင်တယ်ဆိုရင်ဘယ်သူကရှင်းပြမလဲ ကျွန်တော်ပဲ အဲ့ဒါမြန်တစ်ခါတည်းရှင်းပြလိုက်လိဗျာ ညီလေးမှာကြီးမားတဲ့အခွင့်အရေးတစ်ခုရသွားပြီဗျာအဲ့ဒါဘာလဲဆိုတော့ဒီနေ့တည်းပဲအဲ့ဒီနီးနဲ့ရှင်းပြပါ ဘာနည်းလဲ ဒီမှာနိုင်ငံခြားရုပ်ရှင်တွေမှာလို့ surround sound system မျိုးနဲ့နားထောင်အောင်နားထောင်ကြလား နားထောင်ချင်း ရော့ဒါဆိုရင်နှစ်ချက်လေးတက်ပြီးတော့မျက်လုံးလေးမှိတ်ထားလိုက်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ education value ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာ high school ပြီးတာပြီးနိုင်ငံခြားမှာကျောင်းသွားတက်ဖို့စုံစမ်းနေဆိုရင်တော့ education value နဲ့လက်တွဲဖြစ်တဲ့နေရာတွေစပြီး visa အပြုရတဲ့ဒီအကောင်းဆုံးကူညီဆောင်ရွက်ပေးနိုင်ပါတယ်ဘယ်နိုင်ငံဘယ်ကျောင်းမှာတက်ရမယ်ဆိုတာမဆုံးဖြတ်ရသေးရင်လေကျွန်တော်တို့ education value ဘက်ကနေအကောင်းဆုံးအကြံဉာဏ်ပေးပြီးတော့ကူညီဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာဘယ်လိုလဲအကိုတို့ရဲ့ surround sound system လေးကြိုက်ရလား မလေးတော့ကွာမသိရင်လေဟိုဘန်နာနဲ့ဒီဘန်နာနဲ့ကိုအကူကိုယ်တိုင်လမ်းလျှောက်ပြီးပြောနေလို့ခံစားနောက်ထပ်မြန်မာနိုင်ငံမှာကျောင်းသားတွေအတွက်ပထမဦးဆုံးအခွင့်အရေးဖြစ်တဲ့အကြောင်းအရာလေးကိုမြန်မာလေးတယောက်ရှင်းပြတာနားမထောင်ကြဘူး နားထောင်ချင်းနေ ဒါဆိုမျက်လုံးလေးမှိတ်လိုက်အဲ့ဒါဘာလဲဆိုတော့ဒီ GAC portal အကြောင်းလေးရှင်းပြခြင်းလို့ပါ GAC portal ထဲမှာဆိုရင် program ပေါင်း1000ကျော်ပါဝင်တဲ့အပြင်စိုက်နေတဲ့နိုင်ငံရွေးချယ်လို့ရတဲ့အကြောင်းတက်ရောက်ခြင်းတဲ့ level ကအစားရွေးချယ်နိုင်ပြီးမိမိရွေးချယ်လာတဲ့နိုင်ငံအကြောင်းပုံကြားစရိတ် index ကအစားပိုတိုင်းလေ့လာနိုင်တာမို့လို့တစ်စိတ်ကူအိမ်မက်တွေအတွက် apply now လေးကိုနှိပ်လိုက်ရုံပါဘယ်လိုလဲသဘောကျရဲ့ ကြားပါတယ် ပြီးတော့ကျောင်းကိစ္စနဲ့ပတ်သက် ဟုတ်ပါဘူးအကိုကျွန်တော်ယောက်ျားလေးလိုပဲပြောပြပါဗျာ ကျောင်းကိစ္စနဲ့ပတ်သက်ပြီးကဘာအရက်ရက်က representative တွေနဲ့ကိုယ်တိုင် in person တွေ့ပြီးတော့တိုင်ပင်ခြင်းသေးလား တိုင်ပင်ရင်တော့ပါဘူးဗျာတိုင်ပင်တဲ့ကဘာရဲရဲက representative ပုံစံတွေလုပ်ပြီးတော့အခုပဲကျွန်တော်ကိုရှင်းပြမှာငါ ဒါတော့ဒီလေးမှားသွားပြီဒါမဲ့အောက်တိုဘာ19ရက်နေ့ရန်ကုန် Pan Pacific Hotel မှာအခုတို့ education value ကနေကျင်းပပြုလုပ်ပေးတယ်နိုင်ငံတကာပညာရေးပြပွဲရှိတယ်အဲ့ပြပွဲမှာဆိုရင်ညီလေးဘယ်နိုင်ငံမှာကျောင်းတက်ချင်လဲဘယ်မေဂျာရွေးချင်လဲကျူရှင် fees ရောဘယ်လောက်လောက်ရှိလဲတစ်ခါတည်းလေ့လာသွားလို့ရတယ်ပြီးရင်ညီလေးဘက်မှာ document အပြည့်စုံရှိနေပြီကျောင်းမှာတစ်ခါတည်းအပ်သွားလို့ရတယ်စိတ်ဝင်စားလား စိတ်ဝင်စားဒီလက်မှတ်လေးပြလို့ဝင်မယ်ဆိုရင်ဝင်ကြီးအခမဲ့နဲ့လေးလာတယ် ဒီလက်မမပိုင်ရင်ဝင်ကြီးပေးအောင် မပေးရအောင် အဲ့ဒါနဲ့ဗျာဒါကြီးကိုကျွန်တော်ကိုဘာလို့လာပေးနေသေးလဲ ညီကိုချစ်လို့